မင်္ဂလာပါဒီနေ့သင်ပေးမှာကတော့ Grade 10 Mathematics ရဲ့ Chapter 3 အပိုင်း9ပေါ့အဲ့တော့အပိုင်း9မှာရှိတဲ့ပုဒ်စာတွေမတွက်ခင်ထုံးစံတိုင်းကျွန်တော်တို့ပြန်ပြီးတော့ revision ပြန်ရမယ့်ဟာကအဲ့ဒါကဒါလေးပေါ့ b power x is equal to n if and only if log n base b equal to x ဒါကကြတော့ exponential form နဲ့ရေးတာဒါက logarithmic form နဲ့ရေးတာဒီမှာခေါ်နီးကဒါအခုမှကြည့်ရလို့ဆိုပြတာပေါ့နော်ဒါအရှိရကြည့်ရလို့ဆိုတော့ဒါနည်းနည်းရှင်းကြည့်လိုက်ပေါ့ဒါလေးကျွန်တော်တို့ကဒါ baseဒါလေးစမှာရိုး base လို့ခေါ်မယ် dp လေးကရိုး base နော် dp လေးကိုကျွန်တော်စမှာ log ရဲ့ b နားမှာကတ်ရရည်တာ log ရဲ့ဒီအောက်လေးမှာချရည်တာအဲ့ဒါ log base လို့ခေါ်မယ် n ကိုကျွန်တော် number လို့ပြောမယ်ဒါဆိုရင် b power x equal to n ကိုဒါက exponential form နဲ့ရေးရတာထပ်ညွှန်းတင်လာတဲ့ပုံစံနဲ့ရေးတာသူ့ကိုစမှာတို့က log ပုံစံရေးမယ်ဆိုရင် log n base b equal to x အဲ့တော့ရိုး base ဒီရိုး base က log ပုံစံရေးတဲ့အခါမှာ log base ဖြစ်သွားတယ်နော်အဲ့တော့ dp ဒီညီမျှခြင်းရဲ့ဒီဘက်ကိုလာတဲ့အခါမှာ n ဘက်ကိုကူးတဲ့အခါမှာရိုး base ဒီ log base ဖြစ်တယ်ဒါကြောင့်မို့လို့ x ကိုထားခဲ့လိုက် x ပေါ့ dp လေးကဒီဘက်ကိုကူးလို့ရှိရင် log base ဖြစ်တယ် log base log n base b ပေါ့ဖတ်တဲ့အခါကျတော့ log n base b လို့ဖတ်ကြတယ် log n base b equal to x ဒီနှစ်ခုလုံးကအပြန်လှန်နားလည်ရမှာဒါက exponential form ဒါက logarithmic form နဲ့ရေးတာနောက်ဒါလည်းသိရမယ် n equal to b power log n base b သူ့ကိုဘယ်လိုမှတ်လဲဆိုရင်ဒါကရိုး base ဒါလေးက log base ရိုး base နဲ့ log base နဲ့တူခဲ့ရင်အဖြေဒီ number ဒါကြောင့်မို့လို့အဖြေက n နောက်တစ်ခုက x equal to log b power x base b သူ့ဘယ်လိုမှတ်လဲဆိုရင်ဒါ log base က b ဒါလေးက number ဒီ log ရဲ့တနန်းလေးမှာရေးတာက number လို့ကိုကပြောမှာပေါ့နော်အဲ့တော့ဒီမှာ number က b ပေါ့အဲ့တော့ number နဲ့ log base နဲ့ log base က b number ကလည်း b ဆိုတော့ log base နဲ့ number နဲ့တူတာ log base နဲ့ number နဲ့တူခဲ့ရင်အဖြေဒီထပ်ညွှန်းယူပါဆိုတော့ x နော်အဖြေက x အဲ့3လည်းအဲ့လိုပဲ log b base b equal to 1သူကဒီ L2 နဲ့အတူတူပဲသဘောထားခြင်း log ရဲ့ base က b number က b log base နဲ့ number နဲ့တူခဲ့ရင်အဖြေကထပ်ညွှန်းယူပါလို့ပြောတာဒီမှာထပ်ညွှန်းကမရှိဘူးမရှိရင်1လို့ပြောတာအဲ့တော့1ဒါမို့ log b base b က1ဖြစ်တယ်နောက် L4 ကျတော့ log 1 base b equal to 0သူ့ကိုကျတော့ဘယ်လိုဖတ်လဲဆိုရင် log 1ဆိုတာ ਨੇ အဖြေက3ညပဲဒီက L6 လေး L6 က log n power b base b ဆိုရင်သူ့မှာတော့ဒီထပ်ညွှန်းလေးနော် number ပေါ်မှာတင်ထားတဲ့ဒီထပ်ညွှန်းကလေးကိုအရှိကိုချလို့ရတယ်အဲ့တော့ b log n base b နှစ်မျိုးလုံးရေးတတ်ကြမယ်နော်ရှေ့ချတဲ့ကောင်အပေါ်တင်တတ်ကြမယ်အပေါ်တင်တဲ့ကောင်အရှိကိုချလို့လည်းရတယ်ပေါ့Now exercise 3.2 ရဲ့ number 5 number 5ကသူက3ပုတ်ပြီးတာတယ်မိကုံက find ရှာပါတဲ့ the value of x ဆို x တန်ဖိုးရှာခိုင်းတာဒီ a မှာလည်း x တန်ဖိုး b မှာလည်း x တန်ဖိုး c လည်းပဲ x တန်ဖိုး in each of the following problems ဆိုဒီအောက်ကပုတ်စာတွေမှာ x တန်ဖိုးရှာပါတယ်ဒါဆိုရင်နံပါတ် a ကိုစတွက်မယ် solution ဆိုတော့ a ကိုစရေးလိုက်မယ် a ဆိုတက်မယ် solution a ဆိုပြီးတော့ log 2x minus 5 base 3 equal to 2 where x greater than 5/2 h တန်ဖိုးဒီ5/2ထက်ကြီးရလို့ပြောတာအဲ့တော့အဓိကဒါလေးကိုကြည့်ပြီးရှင်းရမှာဒါလေးကိုကြည့်ပြီးရှင်းမယ်ဆိုရင်သူပြထားတဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင် log ဒါလေးကတတွဲစာနော်တတွဲလို့မှတ်လိုက်ဒါလေး log ရဲ့အရှိတက်မှာရှိတာပါလေ number မှတ်လားအဲ့တော့ log n ဒါကပါလေ base b လို့ပြောတာ log n base b အဲ့ဒီပုံစံလေးဒီမှာအကျမ်းမှာကြည့်လိုက်ကြည့်နော်ဒီထဲမှာရှိတဲ့ပုံစံနည်းတွေကသူကဘာပုံစံလဲဆိုရင် log နဲ့ရေးတာမဟုတ်တော့ကျွန်တော်တို့က logarithmic form လို့ပြောလိုက်မယ်ဒီပုံစံမျိုးလေးနော် log n base b equal to x သူ့စမတို့က exponential form ဖြစ်အောင်ပြောင်းလို့ရတယ်ဘယ်လိုပြောင်းလဲဆိုရင်ဒီ log ရဲ့ base လေးဒီဟိုဘက်ရောက်လို့ရှိရင်ရိုး base ဖြစ်တယ် b power x equal to n ဒီ n လေးကိုထားခဲ့ dp ကဒီ x ကိုဝင်တိုက်သွားတာအပေါ်တက်သွားတဲ့ x က b power x ပေါ့ဒါဒီမှာလည်းအဲ့လိုပဲစမတို့က log ရဲ့အရှိမရှိရဲ့ 2x minus 5က number ဒါက base က3 equal to 2ပေါ့အဲ့ဒါလေးက logarithmic form ဖြစ်တယ်ဒါဆိုစမတို့က exponential form ပြောင်းမယ်ဆိုရင် log ရဲ့ base ဖြစ်တဲ့ဒီ3ဒီဘက်ရောက်တဲ့အခါမှာရိုး base ဖြစ်တယ်တနည်းအားဖြင့်ဒီ3ဒီ2ကိုဝင်တိုက်လိုက်တယ်2ကအပေါ်တက်သွားတယ်ထပ်ညွှန်းအနေနဲ့လိုက်သွားတယ်အဲ့တော့ 2x minus 5 equal to 3 square ဖြစ်သွားတယ်3 square 3နှစ်ထပ်ဒီ3ဒီ2ကိုဝင်တိုက်သွားတယ်3နှစ်ထပ်အဲ့တော့3နှစ်ထပ်က6လေအဲ့တော့ 2x equal to 9 plus 5ပေါ့3နှစ်ထပ်က9အနှုတ်5ဒီဘက်လိုက်အပေါင်း5အဲ့တော့ 2x equal to 9 plus 5ဆက်ရှင်တော့ 2x equal to 14ပေါ့လိုချင်တာက x ဆိုတော့ဒီနှစ်ကဒီ x နဲ့သူကဘာလို့ထားလဲမြောက်ထားတာဒီဘက်လာရင်တော့စားပေးရမယ်
အဲ့တော့စားလိုက်တော့2ခုနဲ့14ဆိုတော့ x equal to 7ဆိုပြီးတော့ကိုလိုချင်တဲ့အဖြေကိုရတယ်နောက်တစ်ခုကနံပါတ် b ပေါ့ b ကကြတော့log x base 7 base 77 equal to 0 တဲ့ where x greater than 0တဲ့ဒါလေးကိုသုံးပြီးတော့ x တန်ဖိုးရှာပြရမှာဒီဘက်ကတော့ကျွန်တော်တို့သိရမယ်ပုံသင်နည်းတွေပြန်ရေးပြထားတာနော်ဒါလေးဘယ်လိုရှာမလဲပေါ့ဒီကောင်ရှာဖို့ရှာနေဘယ်လိုရှာမလဲဆိုရင်ဒီအရှိဆုံး log ကြည့်လိုက်ဒီ log ရဲ့တန်းတန်းမှာရှိတဲ့ဒီတစ်ခုလုံးအဲ့ဒါလေးကိုကျွန်တော်တို့က number လို့နားလေလိုက် log n နော် n ဆိုတာဒီနေရာမှာတော့ဒါကြီးတစ်ခုလုံးပေါ့ log h base 7တစ်ခုလုံး n ပေါ့ base က b ဆိုတာဒီမှာ base က77ဒါဆိုရင် equal to 0ဒီမှာ equal to x ဒီပုံစံမျိုးလေးဒါကဘာလဲ logarithmic form လို့ခေါ်တယ်အဲ့ဒါကျွန်တော်တို့ကဒီဘက်က exponential form ဖြစ်အောင်ပြောင်းမယ်ဘယ်လိုပြောင်းမလဲဆိုရင်ဒီ base ကိုဒီဘက်ကိုဝင်လိုက်ရမှာ log ပြုတ်ပြီးတော့ log ရဲ့ base ကဒီဘက်လာရိုးရိုး base ဖြစ်တယ်ဒီ x ကိုဝင်တိုက်သွားတယ် b power h ဖြစ်သွားတယ် n equal to b power h ဆိုတော့ဒါက b power x equal to n ပေါ့ဒီမှာလည်းအဲ့လိုလုပ်မယ်ဒီ log ရဲ့ base ဖြစ်တဲ့77ဒီ log နော်ဒီ log မဟုတ်ဒီ log ရဲ့ base ဖြစ်တဲ့77ဒီဘက်ကိုရောက်တဲ့အခါမှာ3ညအောင်တော့ဝင်တိုက်သွားတယ်အဲ့တော့77 power 0ပေါ့ကျန်တာကဒါလေးကကျန်ခဲ့တယ်log x base 7 equal to 77 power 0ပြီးတော့မှကျွန်တော်တို့ကထက်ညွန်းက3ညတင်ထားတယ်ဆိုရင်ဒီအောက်ကကဏ္ဍကကြီးကြီးငယ်ငယ်အပေါင်းဖြစ်ဖြစ်အနှုတ်ဖြစ်ဖြစ်အပိုင်းဖြစ်ဖြစ်ထက်ညွန်းဒီ3ညဆိုရင်အဲ့တစ်ခုလုံးအဖြစ်က1ဖြစ်တယ်ဒါဆို log x base 7 equal to 1ထက်ညွန်း3ညဆိုရင်အခြေကကိန်းပြည့်ဖြစ်ဖြစ်အပိုင်းကိန်းဖြစ်ဖြစ်เนาะ rational ဖြစ်ဖြစ် irrational ဖြစ်ဖြစ်အနှုတ်ဖြစ်ဖြစ်အပေါင်းဖြစ်ဖြစ်ဘာဖြစ်ဖြစ်3ညတော့ဖြစ်လို့မရဘူးเนาะအဲ့လိုဒါပေမဲ့တခြားကိန်းနေဆိုလို့ရှိရင်ထက်ညွန်း3ညဆိုရင်အဖြစ်က1ပဲအဲ့တော့77 the whole power 0ရဲ့အဖြစ်က1နော်ဒါဆို log x base 7 equal to 1တခါဒီပုံစံကိုပြန်ကြည့်ပြန်အောင်ဒီပုံစံဒီဘာပုံစံလဲ logarithmic form ဖြစ်တယ်ဒီဟာလေးကြည့်လိုက် log n base b equal to x log ဒီမှာ number က x base က7 equal to 1ဒါဆိုတော့ဒီ log ရဲ့ base ဖြစ်တဲ့ဒီ7 log ရဲ့ base ကဒီဘက်လာလို့ရှိရင် root base ဖြစ်တယ်ဆိုတော့ဒီ log base ဖြစ်တဲ့ဒီ7ဒီဘက်ကိုရွှေ့တဲ့အခါမှာ1ကိုဝင်တိုက်သွားတယ်အဲ့တော့1ကထက်ညွန်းနေအောင်တက်သွားတယ်အဲ့တော့7 power 1ပေါ့ဒါဆိုရင် x equal to 7 power 1ဖြစ်သွားတယ်အဲ့တော့ log base ဒီဘက်လာရိုး base ဖြစ်သွားတယ်နော်အဲ့တော့9တစ်ထက်က9ဆိုတော့ h တန်ဖိုးက9ရတာပေါ့ therefore x equal to 7ပေါ့အဲ့လေးက c ပေါ့အဲ့တော့ c ကပါပေးတာလေ c ပါဆိုရင် 8 plus 3 power x equal to 10 given that log 2 base 3 equal to 0.6309သူလိုချင်တာကသူက x ကိုလိုချင်တာဒါက x ကိုရှာဖို့အတွက်ပေးရတဲ့ equation ဒီနောက်က given that ဆိုတာကဒါပေးထားချက် log 2 base 3က 0.6309 လို့သူကပေးရတာအဲ့တော့ဒီအချက်လေးကိုသုံးပြီးတော့ h တောင်ကိုရှာမှာမဟုတ်လားအဲ့ဒါဆိုမှတော့အဲ့နဲ့စလိုက်မယ်8 plus 3 power x equal to 10ကိုလိုချင်တာကဒီ x ဆိုတော့ဒီ3လေးနဲ့ x နဲ့ကိုထားခဲ့မှရမယ်နော်အဲ့ဒီ8ကဒီဘက်ကိုရွှေ့လိုက်8ဆို8ကအပေါင်းဆိုဒီဘက်လာရင်သူအနှုတ်ဖြစ်သွားမယ်ဒါဆို3 power x equal to 10 minus x ဒီအရှိကအပေါင်းလေးက3ရဲ့အရှိမှရေးတာနော်အဲ့ဆိုတော့ဒီမှာအပေါင်းဆိုရေးစရာမလိုတော့ဘူးနော်3ရဲ့အရှိမှဒီမှာအပေါင်းဘာလို့ရေးလဲဆိုရင်သူက8ခန့်လာလို့ဒီမှာတက်ဘာမှမရှိတော့အပေါင်းရေးစရာမလိုဘူးဒါအပေါင်းရေးတာတူတူပဲနော်ဒီအပေါင်းပြောက်သွားတယ်မှာဆိုလို့အပေါင်းကမရေးတော့တာမရေးလဲရတယ်လေနော်အပေါင်းမို့လို့ပေါ့ဒီကဏ္ဍတစ်ခုတည်းရှိရင်အပေါင်းကမရေးလဲရတယ်အဲ့လိုပြောတာနော်3 power x equal to 10 minus 8ရှင်းလိုက်တော့3 power x equal to 2ဖြစ်တယ်အဲ့ဒါဒီမှာတို့ကလိုချင်တာ x ကိုလိုချင်တာလေဒါပေမဲ့ x ကထက်ညွှန်းနေရောက်နေနော်အဲ့ဒီဒါလေးပုံစံလေးကြည့်လိုက်မယ်ဆိုရင်ဒါဒီ exponential form ဖြစ်နေတယ်ဒါကထက်ညွှန်းတင်ထားတဲ့ပုံစံဒီပုံစံလေး b power x equal to n ဖြစ်နေတယ်ဒီပုံစံမျိုးလေးအဲ့ဒါလေးကိုကျွန်တော်တို့က logarithmic form ဖြစ်အောင်ပြောင်းလို့ရတယ်ဘယ်လိုပြောင်းလဲဆိုဒီကိုပြန်ကြည့်လိုက်မယ်နော် b power x equal to n ဒီဘက်ချန်တဲ့အခါမှာ log n base b equal to h ဖြစ်တယ်အဲ့ဒါကဘယ်လိုပြောင်းလဲဆိုတော့ဒီ h လေးကိုကျွန်တော်တို့အောက်ကိုဆွဲချလိုက်ဒီမှာ h ဟုတ်ပြီနော်ပြီးတော့ညီမချင်းဒီရိုး base ကဒီဘက်လာရင် log base ဖြစ်တယ်အဲ့တော့ဒီ b လေးကိုကြည့် log ရဲ့အောက်မှာထည့်ရတာ n က n ပဲဒါမှမဟုတ် log n base b equal to x ဖြစ်တာဒါဆိုအဲ့လိုလိုက်မယ်လေဒီမှာဆိုကျွန်တော်တို့ကဒီ h လေးကိုချခဲ့လိုက် h equal to ပေါ့ဒီရိုး base ဖြစ်တဲ့ဒီ3လေးကဒီဘက်လာရင် log base ဖြစ်မယ်သူက log ရဲ့ base နေရာမှာဒီ3လေးကသွားနေမယ်ဒါဆိုရင်ဒီလိုလေးပေါ့နော်ဒါဆိုရင် log 2 base 3 equal to x နဲ့မတူဘူးလားအဲ့တော့ b power x equal to n ကို log n base b equal to h လို့ရေးတယ်ဆိုရင်3 power x equal to 2ရဲ့ logarithmic form ဒီ log 2 base 3 is equal to h ပေါ့ဒါဆိုရင်ကျွန်တော်တို့က
log 2 base 3 ရသူပေးထားပြီးသား log 2 base 3ဒီ 0.6309 ဆိုတော့ဒီနေရာလေးမှာ 0.6309 ထည့်လိုက် equal to h ပေါ့ဒါဆိုရင်နောက်ဆုံး h တန်ဖိုးဘယ်လောက်လဲ h equal to 0.6309 ပေါ့ဒီနေရာလေးမှာဒါလေးကိုကျွန်တော်တို့တစ်ခါတည်းပဲဒီ log လေးကိုဒီဘက်မှာမရေးဘဲနဲ့ဒီ h လေးကိုဒီဘက်မှာရေးလိုက်ရတယ်နော် h equal to log 2 base 3လို့ရေးလိုက်ရတယ်အဲ့လိုရေးပဲဆိုရင်လည်းဒီလိုမျိုးမဟုတ်ဘဲနဲ့သူက h ကအရင်လာမှာပေါ့နော် h equal to log 2 base 3ဒါဆိုရင် h equal to 0.6309 ဖြစ်သွားလိမ့်မယ်အဖြေကတူတူပဲနော်သူကြတော့ကျွန်တော်တို့က h ကိုအရင်ရေးလိုက်မယ်ဆိုရင်2ဆင့်နဲ့ပြီးတယ်ကဲလို့ log 2 base 3ကိုဒီလိုပုံစံမျိုးပေါ့ဒါမျိုးဖြစ်အောင်ပဲအရင်လုပ်မယ်ဆိုရင်တော့3ဆင့်ကြာမှ h တန်ဖိုးကထွက်လာလိမ့်မယ်လိုဖြစ်တာလေးက exponential form ဖြစ်တယ်အဲ့ဒါလေးကျွန်တော်တို့က logarithmic form ပြောင်းအောင်မယ်ဆိုတာကိုသိထားအောင်